လာပါကျွန်တော်ကတော့တင်ထွန်းလေးခနေ့ကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပြီးတော့ဈေးကွက်ရဲ့ direction ကဘယ်လိုရှိနေလဲပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့ 86,000 ကနေပြီးတော့ 85,000 ဒီကြားထဲမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်တခြား .hrp solana .ada ဒီ coin တွေကလည်း BTC နဲ့အတူတူကျလာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ပေါ့နော်coin တော်တော်များများလည်း BTC နဲ့အတူတူလိုက်ကျတဲ့အနေအထားမျိုးမှာကျွန်တော်တွေ့ရတယ်ပြီးတော့တခြား BNB နဲ့ TRH ကတော့နည်းနည်းတက်နေတဲ့အနေအထားလဲကျွန်တော်တို့သတိထားမိတယ်ပေါ့နော်overall market ထဲမှာလက်ရှိဆိုရင် volume နည်းနေတယ်ပေါ့နော်ခနေ့တောက်ချာနေဆိုတော့ဒါအရင်ထိုးထိုးထူထူတော့မဟုတ်ဘူးပေါ့ဆိုတော့ကျွန်တော်ဒီ entry point တွေပေါ့နော်ကျွန်တော်တို့အတွက် short term long term target တွေကဘယ်လိုရှိမလဲဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် chart pattern မှာတစ်ချက်နားလည်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ 4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်အဲတော့ကျွန်တော်တို့ lower low lower high ကို follow လုပ်ခဲ့တာပေါ့နော်လက်ရှိဆိုရင်ကျွန်တော် higher high higher low မှာရှိတယ်ပေါ့နော်ဆိုတော့ market က uptrend မှာရှိနေတယ်အထက်ဘက်ကိုကျွန်တော်ရှိနေတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အရင်ရက်တွေကဒါ BTC က 88,000 ဆိုတော့ကျွန်တော်တို့ target ကို cross လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ next target ပေါ့နော် 9,000 ကနေ 9,200 ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကcross မလုပ်နိုင်ခဲ့ဘူးပေါ့နော်ဆိုတော့ပြန်ပြီးတော့ downside ကိုရောက်လာတယ်ဆိုတော့ဒီမှာကျွန်တော် entry မဝင်ရတည်တဲ့သူတွေအနေနဲ့ဒီမှာကျွန်တော်တို့ entry point တစ်ခုရနိုင်တယ်ပေါ့နော် 83,000 ကနေပြီးတော့ 85,000 ပေါ့နော်ဒီ range တစ်ခုမှာ entry ယူလို့ရမယ်ပေါ့နော်ဒီ entry point တစ်ခုရလာလိမ့်မယ်ပေါ့အဲ့ကနေပြီးတော့ကျွန်တော်တို့ရဲ့အတွက် short term target ကတော့အရင်အတိုင်းပဲ 88,000 ဆိုတဲ့ short term target ဖြစ်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီ 9,000 ကနေပြီးတော့ 9,200 ပေါ့နော်အဲ့လိုအနေနဲ့ကျွန်တော်ဒီမှာ entry ဝင်လို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော် daily chart pattern မှာလည်းကျွန်တော်တို့က uptrend မှာရှိနေတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ higher high higher low pattern ကို follow လုပ်နေတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ candle က200 EMA နဲ့နီးနီးဆက်ဆက်ရှိနေတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဒါအရင်ရက်ကတော့ကျွန်တော် cross လုပ်ပြီးတော့မှအထက်မှာရှိနေတာဒါပေမဲ့လက်ရှိနည်းနည်း downside ကိုရောက်ပြီးတော့မှကျွန်တော်200 EMA ရဲ့အနီးနားမှာရှိနေဆိုတော့ဒါဘာပဲနေနေ market ကဒီကောင်ဒီ uptrend ကို follow လုပ်နေဆိုတဲ့အနေအထားတစ်ခုပေါ့နော်အဲ့ကနေကျွန်တော်ဒီ200 EMA ကို cross လုပ်ပြီးတော့အထက်ကိုခုနကျွန်တော်ပြောထားတဲ့အတိုင်းကျွန်တော် 9,000 ကနေ 9,200 အဲ့ဒါကို cross လုပ်မှကျွန်တော်ကဒါ bull market စပြီလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အရင်ကလည်းပြောထားတယ်ပေါ့ဒါ DCA point ပေါ့ DCA point ကကျွန်တော် 9,000 ကနေ 9,200 ပေါ့နော်တကယ်လို့ကျွန်တော်ကဒီ 9,000 ကနေ 9,200 ဆိုတဲ့ကျွန်တော်ရဲ့ဒီ point တစ်ခုကိုလည်းbreak လုပ်ပြီးတော့မှအောက်ကိုသွားမယ်ဆိုရင်တော့ဒီမှာပဲကျွန်တော် bull market ကပြီးဆုံးသွားပြီလို့ဒါကျွန်တော်ရဲ့ expert တော်တော်များများခန့်မှန်းထားရလဲဒီလိုရှိရပေါ့နော်ဆိုတော့ဒီမှာတစ်ချက်နားလည်ရမှာကကျွန်တော် daily chart pattern မှာနားလည်ရမှာက market က trend မှာရှိနေတယ်ကျွန်တော်တို့ရဲ့ candle က200 EMA နဲ့နီးစပ်နေတယ်ပေါ့နော်ဆိုတော့ဘာပဲနေနေ market အတွက်လားလာကောင်းတဲ့အချက်တစ်ချက်ပါပဲဆိုတော့ကျွန်တော်တို့ဒီမှာweekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်လည်း weekly မှာလည်းကျွန်တော်တို့က uptrend မှာရှိနေတယ်အရင်ပတ်တဲ့ sign ဒီဘက်မှာကျွန်တော်တို့ကဘာပဲနေနေအထက်ဘက်ကိုပဲရှိနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလက်ရှိ 8,000 ကနေပြီးတော့ဒီကျွန်တော်တို့ဒီ 8,000 ပေါ့နော်ဒီပတ်ချလန်မှာရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ဒါစိုးရင်စရာလုံးဝမရှိသေးဘူးပေါ့နော်တကယ်လို့ 8,000 အောက်ရောက်မယ်ဆိုရင်တော့မှအရင်စိုးရင်စရာတော့မရှိဘူးဒါပေမဲ့ 8,000 အောက်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့အတွက် DC အတွက်စဉ်းစားရမယ့်အချက်တွေပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီ point တစ်ချက်တွေတော့ရှိတယ်တခြား market မှာလည်းရှိကြီးမားမားပြောင်းလဲမှုတော့မရှိသေးဘူးပေါ့ဒါကျွန်တော်တို့အရင် comment ထားတဲ့အတိုင်းအရင်ပြောထားတဲ့အတိုင်းပေါ့နော် direction အဲ့ပုံစံတိုင်းသွားနေတာဒါပေမဲ့လည်းကျွန်တော်တို့ဒီ 9,000 ကနေ 9,200 ဆိုတော့ကျွန်တော်တို့ရဲ့ target တစ်ခုကို cross လုပ်မှာပဲ BTC အထက်ကိုတက်ပြီးတော့ဒါတသိန်းကနေစပြီးတော့ကျွန်တော်တို့ဟိုဘက် all time high back ကိုရောက်မယ်လို့ဒါတော်တော်များများလည်း comment ထားတာရှိကြတယ်လက်ရှိ market ရဲ့ direction လည်းအဲ့အနေထားမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ခနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်